ကွန်ကထွက်လာတဲ့ရေကကျွန်တော်တို့ထင်ထားတာထက်ကိုတန်ဖိုးရှိပါတယ်။ပူပြင်းလာတဲ့နေရာဒီမှာအဲကွန်ဖွင့်ပြီးတော့အေးမြတဲ့အခန်းထဲမှာအေးရတာဟာဘလောက်တတောင့်တတာရှိတယ်လဲဆိုတော့အားလုံးသိကြမှာပါ။အဲကွန်ကအေးပေးုံနဲ့အသုံးဝင်တာမဟုတ်ပါဘူး။သူ့ရဲ့အပြင်ဘက်ကနေတဖြည်းဖြည်းစီးကျလာတဲ့ရေကလည်းတကယ်တော့ယတနာတစ်ခုပါပဲ။အဲကွန်ကထွက်လာတဲ့စွန်ပြေရေကဘာကြောင့်တန်ဖိုးရှိတာလဲ။တနာရီမှာလီတာ2လီတာလောက်တနေ့ဆိုရင်တော့လီတာ20လောက်ထွက်တဲ့ဒီရေဟာတာမန်ရေမဟုတ်ပါဘူး။ဒါကတဘာဝအတိုင်းမျှတစွာပေါင်းထုတ်ထားတဲ့ရေဖြစ်ပြီး pH မျှတတဲ့ပျော့ရည်တစ်မျိုးပါဒီရေကိုလူအများစုကစွန့်ပစ်လေးရှိပေမဲ့တကယ်တော့အဲကွန်ကစိတ်ချလာတဲ့ရေဟာအိမ်မှာအသုံးဝင်တဲ့ဗတ်စုံသုံးယတနာတစ်ခုပါအဲကွန်ကထွက်လာတဲ့ဒီပျော့ရည်ရဲ့အံ့ဖွယ်အသုံးဝင်ပုံတွေကိုပြောပြပေးပါမယ်အရင်ဆုံးအဲကွန်ဘယ်လိုစိတ်ထွက်လဲဆိုတာရှင်းပြပါမယ်အဲ့ဒါကတော့လွယ်ကူရိုးရှင်းပါတယ်အဲကွန်ကလေအေးတွေပေးပြီးအခန်းထဲကအပူတွေကိုစုပ်ထုတ်ယူသွားတယ်အဲ့ဒီအပူတွေကပန်ကားစီသွားပြီးပိုက်တွေနဲ့သွားချိတ်ဆက်တယ်ပြီးတော့အပူတွေကအငွေပြန်ကအရည်တွေပျော်ကြကစွန့်ပစ်ရည်အဖြစ်အပြင်ကိုထွက်လာတာဖြစ်ပါတယ်ရေပုံမှန်မထွက်ဘူးဆိုရင်တော့အဲကွန်ကပြဿနာရှိနေပါပြီအဲကွန်ကထွက်တဲ့ရေကအဲကွန်ထက်တောင်ပိုတန်ဖို့ရှိပါတယ်အဲကွန်ရေကိုဘယ်လိုတွေသုံးလို့ရလဲပထမတစ်ချက်ကတော့ပန်းပင်အတွက်မြေဩဇာရပြီးတော့ပန်းပင်ရေလောင်မှုအတွက်အကောင်းဆုံးပါဒီရေဟာသဘာဝအာဟာရဓာတ်ပါဝင်ပြီးတော့မြေစီဩဇာကိုမထိစေဘဲပန်းပင်တွေအတွက်အရန်ကောင်းပါတယ်ပန်းပင်တွေအတွက်မြေဩဇာဝယ်စရာမလိုတော့ပဲဒီရေလေးကိုလောင်ပေးရုံဖြင့်ပန်းပင်တွေကြီးထွားလာတာမှာအထောက်အကူဖြစ်စေပြီးတော့အရန်အဆင်ပြေပါတယ်ပန်းပင်တွေကိုလည်းကြီးထွားစေတာမို့အဲကွန်ကထွက်တဲ့ရေကမြေဩဇာတွေထက်တောင်ပိုတန်ဖို့ရှိပါတယ်ဒုတိယအချက်ငါးမွေးလို့ရပါတယ်ငါးကန်အတွက်တင့်တော်တဲ့ရေတစ်မျိုးဖြစ်ပါတယ်တာမန်ရေအစားအဲကွန်ရေကိုသုံးကြည့်ပါဒီရေမှာအောက်ဆီဂျင်ဓာတ်ပါဝင်မှုများပြီးငါးတွေအတွက်ပိုတင်တော်တဲ့ပတ်ဝန်းကျင်ရဲ့ကြီးထွားမှုကိုဖန်တီးပေးပါတယ်မတော့ခင်တော့တိချာလေးစစ်ဆေးပြီးမှသုံးရင်တော့ပိုစိတ်ချရပါတယ်တတိယအချက်အိမ်တန်ရှင်းရေးလုပ်ရနဲ့အိမ်သားစီကြောဖို့အတွက်အသုံးတည်ပါတယ်အဲကွန်ရေကိုကြမ်းတိုက်တဲ့အချိန်သုံးရင်တန်ရှင်းရေးလုပ်ရလွယ်ကူရုံနဲ့မကပဲအနံဆိုးထက်တာလည်းတတ်တာစီပါတယ်တစ်သားကြမ်းခင်းကအစားကြွေပြားခင်းတွေအကုန်လုံးအတွက်အဆင်ပြေပါတယ်အဲကွန်ရေကိုအိမ်သားစီကြောရင်လည်းသုံးမယ်ဆိုရင်တော့ဘက်တီးရီးယားတွေကင်းစင်ပြီးအနံဆိုးကင်းစင်ကတန်ရှင်းမွေးကြိုင်နေစီမှာပါဒီနေရာမှာမေးလာရမှာကအဲကွန်ကထွက်တဲ့ရေကတန်ရှင်းသလားတောက်လို့ရသလားဆိုတာပါပဲအဲကွန်ကထွက်လာတဲ့ရေဟာဓာတုဗေဒအရာတန်းစင်တဲ့ရေနီးပါဖြစ်ပေမဲ့လေထဲကဖုံဖုံနဲ့အခြားသိငယ်တဲ့အမုံတွေရောနှောနိုင်တာကြောင့်တောက်သုံးရေဖြစ်မသုံးသင့်ပါဘူးဒါပေမဲ့ပန်းမင်ရေလောင်တာငါးကန်အတွင်းသုံးတာကြမ်းတိုက်တာအိမ်သာစီကြောဖို့အတွက်အစားရှိတဲ့နေစဉ်သုံးဖို့တော့အလွန်အဆင်ပြေပါတယ်တဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းပြီးရေအရင်းမြစ်ကိုချွေထားနိုင်တယ်တောက်သုံးဖို့အတွက်ကတော့ပိုးမွားတွေပါတာမို့မတောက်သုံးသင့်ပါဘူးအဲကွန်ရေကိုအသုံးပြုရင်ရေကုန်ကြားစည်းတတရုံနဲ့မကပဲရေအရင်းမြစ်ကိုလည်းထိန်းသိမ်းပေးနိုင်ပါတယ်အဲကွန်ကထွက်လာတဲ့ရေကတောက်သုံးလို့မရပါပဲမညစ်ပတ်ပါဘူးအခြားကထွက်တဲ့ရေတွေထက်စာရင်တော့ပိုတန်ပါတယ်တောက်ဖို့အထိအဆင်မပြေပေမဲ့ပန်းမင်ရေလောင်တာငါးမွေတာကြမ်းတိုက်တာအိမ်သာစီးတာတို့ဆိုရင်တော့အရန်အဆင်ပြေပါတယ်ပတ်ဝန်းကျင်ကိုထိန်းသိမ်းပြီးရေကိုလည်းချွေတာနိုင်တာမို့စမ်းလုပ်ကြည့်ကြပါတတိထားရမှာကအဲကွန်အမြဲဖွင့်ထားမယ်ဆိုရင်တော့အခန်းထဲမှာခြောက်သွေးပြီးရေဓာတ်ခန်းချောင်းနိုင်ပါတယ်ဒါကြောင့်မို့အဲကွန်အမြဲဖွင့်တတ်တဲ့သူတွေဆိုအခန်းထဲမှာရေဓာတ်မခန်းချအောင်ရေခွက်လေးနဲ့ရေတစ်ခွက်အမြဲထားတင်ပါတယ်